morning ပါခင်ဗျာဒီနေ့စားမှာပါဒီပါမယ်ညစာပါခင်ဗျာဝက်ချီတော့ပြုတ်ပါဒီမှာတူစီရပါဒါထမင်းမနေ့ချရထမင်းဒါချင်းဖက်အဲ့လိုစားမှာပါနေ့လေစားပါခင်ဗျာတရက်ဒီလိုဘူးနဲ့တဘူးစားပြီးသွားပြီသမင်းဒီဒါလေးတို့မယ်ခင်ဗျာဒီဟာနဲ့တို့မယ်ဒီမှာငါဟင်းဒါအချင်းဟင်းပါခင်ဗျာညစာပါခင်ဗျာအလကားသူမုတ်ချိုလေးအေးတွေတောက်ပြီးသူခုမှဒါလေးစားတယ်ဆိုပြီးတော့မှတ်တမ်းတင်တာအလကားမနေဘူးစားပါဗိုက်ပြီးအောင်စားပါရင်စားပြီးသွားပြီအခုဒါမှတ်တမ်းတင်လို့ရအောင်ဟန်ပြမတက်စားရင်အရန်စားပြီးသွားပြီသူမနေ့စားပါခင်ဗျာဒါမနေ့စားပါကျုပ်နှလုံးပါမယ်ဟုတ်ပြီပါမယ်ဒါနေ့လည်းစားအတွက်ပြုတ်တာနေ့လည်းစားပါခင်ဗျာစက်တာဒါအိမ်ရဲ့စက်တာကျွန်တော်ချက်ရတာမဟုတ်ဘူးညစားပါခင်ဗျာတတူးကျော်ဒီမှာဝက်နိုင်ယူဟင်းဒီမှာတရက်ဒီဒါတရက်တွေချိုးနေရောဒီထမှာတဲ့ရဲဆိုတာဒီထမင်းတစ်မျိုးပဲရှိပါတယ်ဒီပဲထမင်းပါပဲထမင်းတော့ဘလို့ကတဲ့ပါတယ်ခင်ဗျာဒီငါးကြော်လည်းမတဲ့ပါဘူးဒီဝက်နိုင်ယူဟင်းလည်းမတဲ့ပါဘူးဒီမှာတရက်တည်းကတော့တဲ့တယ်ဒီမှာငပိထောင်းမတဲ့ဘူးအဲ့ဒါ၄မျိုးကသုံးမျိုးကမတဲ့ဘူး2မျိုးကတဲ့တယ်စားမယ်ဒီလိုမုတ်အချိုတွေလည်းစားပြီးသွားပါပြီဒီချင်းကိုစားမှာပါညပါခင်ဗျာမနေ့စားပါခင်ဗျာနှစ်ခုမုတ်နှစ်ခုဒီမုတ်နှစ်ခုဆိုတာတော့ယူအောင်ပါစောင်းမှာအားလာပြီးမှာမဟုတ်ဘူးဒီမှာကြည့်ခွေကနှစ်ထုပ်ကျုပ်နှလုံးသူများတထုပ်ပဲစားရင်ငါနှစ်ထုပ်စားတယ်ဒီလူနာဘယ်လိုလူနာလဲမသိဘူးအစားကြီးတာပဲနေ့လည်းကြပါခင်ဗျာဒါပစုံစိတ်ကလေးတွေတုတ်ထားတယ်ဒါတွေ့စီဒါပတ်တို့ငါခုဟင်းနေ့လည်းကြကိုချက်တာတော့မဟုတ်ပြီးရင်ဒီမှာရှိသေးတယ်ဒီဟာတမင်ဩဒီမှာအလုံးလုံးနေနေဒီမှာကြည့်ဒီမှာအလုံးလုံးနေနေဒီမှာစားရတာအဲ့ဒါဒီမှာရွက်ဖြစ်တဲ့နဲ့အိတ်တာဒီမှာရွက်ဖြစ်တဲ့နဲ့အိတ်လိုက်ကြည့်အဲ့လိုနယ်ထွက်ပြီးကြီးလို့အလုံးလုံးတာဒီမှာပစ္စည်းတွေကားထဲမှာကအပြည့်ရှိသေးတယ်အဲ့လိုအလုံးထဲမှာစားနေပါတယ်ခင်ဗျာမတဲအသီးလေးစားပါမယ်ခင်ဗျာဘယ်လိုဖြစ်နေမလဲတော့မသိဘူးသွေးထဲမှာဝမ်းကောင်းထဲမှာတော့တရားလေးဝက်သားတယ်မင်္ဂလာပါခင်ဗျာညစာပါခင်ဗျာဒါတိုးစရာပဲထမင်းဒီမှာမုတ်အချိုတွေစားပြီးပြီအဲ့ဒါကိုညနေကျဝယ်စားတယ်ဈေးဆိုင်မှာကလေးလူပဲဒါတရက်ဒီတုံးမယ်ဒါညစားပါခင်ဗျာဒီအားလုံးတော့ကုန်သလုံးရှိတယ်အားလုံးတော့ကုန်သလုံးရှိတယ်ဒီလူနာရတယ်ဘိုင်းကိုလုံးဝမလျှော့ဘူးကွာစားစရာလေးပဲနည်းနည်းပြောင်းလာတယ်ဒီနေ့အငန်းစားများလို့ရီးစားတယ်ကွာဒီနေ့ရီတာစားတယ်ဒီမှာရင်တဲအေးပူရီဝတ်တော့ညစားပါခင်ဗျာ
ငကမောက်တီအပေါ်မှာငကမောက်တီအောက်မှာတရက်တီအောက်မှာတရက်တီပါခင်ဗျာတရက်တီကတော့အရေးပေါ်မမှတ်သေးပါခင်ဗျာဒါမဲ့ချိုးတယ်သူကအဲ့ဒါစားမှာပါတနေကုန်စားလာပြီးတောက်လျှောက်တလန်းလုံးစားလာတာတနာရီတစ်ချိန်တနာရီတစ်ချိန်တလန်းလုံးစားလာတာဒါတပူတခါတော့စားရကုန်တော့ကွာကုန်စားမီပဲလော်မိုက်ခရိုဝေ့နဲ့กินရတယ်မီပဲလော်ဒီချင်းနဲ့စားမှာညစားပါခင်ဗျာခောက်တဲ့ပြုတ်ကျက်သားနဲ့ပြုတ်ထားပါတယ်အင်းနုနွယ်ကျက်သားပြီးအယိုးပြုတ်ရည်နဲ့ပြုတ်ထားပါတယ်ခင်ဗျာဒါထမင်းချက်ပါထမင်းနဲ့ထက်မဲ့ပဲပါဒီပဲပါဒီပဲဒါ150ပြီး135ဒါတကီလိုပဲပေါ့ဒါစိတ်ကြည့်တယ်ဒါအလမုံဒါ40 50ပဲ40ကျော်ပဲပြီးကင်းတဲဝယ်လာပါတယ်ခင်ဗျာဒါညတမင်းစားပြီးတော့ဒေချင်စားဒါသူ့အမျိုးစီဒီမျိုးစီထည့်တာဒီမျိုးစီထည့်တာတိတ်မကြိုက်ဘူးမျိုးစီပြောင်းမယ်စစ်သားနင်းနေတယ်အဲ့ဒါတမန်မပါဒီနေ့တမင်းကြိုက်ပါတရက်ဒီနှလုံးဒါဒီချင်းနှစ်ဖူးမနေ့စားပါခင်ဗျာ green tea ပါမယ်ကွတ်ကာထုတ်ပါမယ်ဒီလိုကြက်ဥပါမယ်ဒါမနေ့စားပါခင်ဗျာအလုံးသွားမှာပါခရမ်းချင်းဒီလက်ပြီးချက်ပါခင်ဗျာဝါဘယ်လိုလာမလဲတော့မသိဘူးဒီမှာပါတာခရမ်းချင်းဒီပါမယ်ပဲဘီစိတ်ပဲငပိထည့်တယ်ပြီးတရားလေးနဲ့ထညက်ပေါ့ထညက်လေးနဲ့ထည့်ထားတယ်အဲ့ဒါပါပဲပြီးဟိုနေ့ကတော့ဂျင်းကတော့တော်တော်များတယ်ခါရအရသာလေးထွက်နေတယ်ဂျင်းထက်များပါဖြစ်တယ်ပြီးတော့ဟိုနေ့အစထည့်တယ်အစကင်တိုင်းအစအဲ့ဒါကိုထည့်ထားတယ်ဒါညစားပါခင်ဗျာဒီကလေးနဲ့တော့ဒါခုနကချက်ထားတဲ့ခရမ်းချင်တင်ငပိချက်အဲ့ဒါဒီဟာလေးနဲ့တို့မယ်အဲ့ဒီခရမ်းချင်တင်ငပိချက်ဟင်းချက်တယ်ပါညာစားစရာလုပ်တဲ့ခါကျရင်အဲ့ဒါထည့်ပါတယ်ပြီးလို့ရှိရင်ဒီဒေချင်းကိုယ်တိုင်လုပ်တဲ့ဒေချင်းကိုစားမှာပါနှစ်ဘူးဒီနေ့တနေ့ကိုနှစ်ဘူးကြော်စားတာပေါ့စားပြီးတဘူးမနေ့စားပါခင်ဗျာကြက်ဥနှလုံးကွေပါနဲ့ပါခင်ဗျာဒီနေ့စားပြီးတော့ဒီချင်းစားမှာပါဒါကစူပါမားကတ်ဝယ်တဲ့ဒီချင်းမှာmusic လုပ်ထားတဲ့ဒီချင်းမှာကျွန်တော်ရွက်ဂျင်းစပလင်းဇီတီအဲ့ဒါကိုနှစ်ခွက်တစ်ခွက်ကျူထားပါတယ်ခင်ဗျာအဲ့ဒါတောက်ပါတယ်ညနေစားနဲ့နေ့လည်စားပေါင်းစားပါတယ်ခင်ဗျာဒီမှာငါပတူငါစိတ်ကောပါဒါကြောက်ပြူပြီးအရေးတောက်ဟိချိုပါခင်ဗျာဒါမနေ့ကချက်တဲ့ခရမ်းချင်းတီငပိချက်မနေ့ချက်တာအခုစားတာပါဗျာအခုပထမဆုံးစားတာပါအဲ့ဒီတော့အဲ့ဒါဒီဟာနဲ့တို့မယ်ပြီးလို့ရှိရင်တရက်ဒီနေကခုလာနဲ့တရက်ဒီ
အဲ့လိုစားပါမယ်ခင်ဗျာကိုယ်တလုံးစားမှာပါကုန်တာတော့မကုန်ကိုယ်တလုံးစားမယ်ညမအိတ်ခင်စားမယ်ဒီချိန်မှာခင်ဗျာပဲ1 ကီလိုဝတစ်ဝက်ဝယ်ရတာတအားဝက်ကြာတယ်သူကလက်တစိုးစာစားမှာဆိုလို့တခါစားရင်လက်တစိုးစာလောက်စားမယ်ဒါပေမဲ့ခဏစားနေတာလေတနေ့ကို9 ချိန်အထက်စားနေဆိုတော့ဒီပဲကကုန်မြန်မှာပေါ့ဝက်အယိုးပြုတ်ပါတယ်ခင်ဗျာထည့်တာတော့ဒီလိုပဲတွေမှာထည့်တယ်ဒီမှာအိုးကသေးလို့ပါအိုးကသေးတဲ့အခါကျတော့တအိုးပြီးတအိုးပြုတ်ပြီးတော့ဒီလိုထည့်ထားရပါတယ်ဒီမှာတအိုးပြုတ်ပြီးပြီတအိုးပြုတ်ပြီးတော့ဒီတစ်ခါလှပ်ထားပါတယ်ပြီးရင်နောက်ထပ်တအိုးပြုတ်ပါမယ်ရေထည့်ပြီးပြုတ်ပါမယ်အိုးကသေးတဲ့အခါကျတော့ထပ်ပြုတ်နေရတယ်ဒီလိုလေးအိုးကသေးလို့အဲ့လိုမင်္ဂလာပါခင်ဗျာဒီနေ့စားစရာတွေပါဒါကြောက်ဖြူတီးရီတော့ဒီမှာဒါတိုးစရာဒီမှာစားပြီးလို့ရှိရင်ဒါမလာကာတီကိုတုတ်မှာပါခင်ဗျာစားမှာပါငါစင်ကောတော့ဟိုမှာလုံနေတော့ဒီကျမတော့မပါတော့ဒါတင်းနေကုန်စားမှာပါခင်ဗျာညစားပါခင်ဗျာနေရာနဲ့တို့မယ်ပြီးလို့ရဒါအကြီးတောက်ဟင်းပါကြောက်ဖြူတီးအကြီးတောက်ဟင်းပါဒါအခက်ပေါ့ဗျာငါယူငါကောင်းအခက်ပေါ့ဒါစားမယ်ဧခါနေမှဒီချင်းတပူစားမယ်မနေ့စားပါခင်ဗျာဒါပဲထမင်းပါအဲ့ဒါဒီမှာနဲ့တို့မှာပါခင်ဗျာဒီမှာမနေ့ကပြုတ်တဲ့အယိုးတွေကိုအဲ့ဒါအသားလေးထွင်စားကြည့်ပြင်လွတ်ပြမှာပေါ့ဒါစားပြီးဒီချင်းပါခင်ဗျာအဲ့လိုစားမှာပါမနေ့စားပါခင်ဗျာဒါလည်းပါပါတယ်ခင်ဗျာဒီမှာထင်းလို့မနိုင်ဘူးဒါမတဲ့ဘူးငါပြရီစားငရုံမုတ်ပြင်တကြားထညက်ပေါ့ဗျာတရက်တီးရှိနေတဲ့အခါကျတော့ဒီဟာမထိတ်နိုင်ဘူးကွာပဇွန်စိတ်ကောပါခင်ဗျာပဇွန်စိတ်ကောပါဒါညစာပါခင်ဗျာညစာဈေးမှာဝယ်လာပြီးတော့ပဇွန်စိတ်ကောတုတ်ပါတယ်မနေ့ပိုင်စားတဲ့ဟာတွေအားကြောင့်ဖုန်းကိုအိမ်မှာမိတ်ကြံခဲ့တဲ့အလုပ်သွားတဲ့အခါအဲ့ဒီမှာမှတ်တမ်းမတင်ဖြစ်တော့ဘူးမရိုက်ဖြစ်တော့ဘူးအဲ့ဒါကြောင့်မနေ့ပိုင်းမရှိတော့ဘူးကိုကညစာပဲရှိတာပါမနေ့မှာကျတော့မုတ်တီတွေဝယ်စားတယ်မုတ်တီတွေဝယ်စားဒီမှာဒီမဲ့စားပြီးလို့ရှိရင်ဒီဟာတို့မယ်ပြီးလို့ရှိရင်ညမအိတ်ခင်ဒီတေချင်ကိုစားမယ်ပဇွန်သုံးနဲ့ဒီဟာနဲ့တို့မှာပါခင်ဗျာဒါညစားအဲ့တော့ဒီနေ့ကတော့ဖုန်းမပါဘူးခင်ဗျာဖုန်းကိုအိမ်မှာမေ့ကြံခဲ့လို့ဟိုလေတနေ့ကုန်ဖုန်းမသုံးပါဘူးခင်ဗျာဒီနေ့တနေ့ကုန်ဖုန်းမသုံးပါဘူးโอเคရတာပါပဲเนาะဘယ်သူများရှိတယ်ဖုန်းမသုံးရတာ